James တင်ကိုယေရှုနာမ၌ဖိတ်ခေါ်ပါတယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါဒီနေ့ ပါ ဖျားရှင်ရဲ့ကျေးဇူးတော်ကြောင့်ကျွန်တော်တို့ပြန်လဲနှစ်တစ်ခုကာလမှာပြန်လဲဆုံတွေ့ခွင့်ဘုရားကပြင်ဆင်ပေးတယ်ကျွန်တော်တို့ခရစ်တော်၌ချစ်ခင်ရတော့ကျွန်တော်တို့ညီကိုမောင်နှမများစွာဒီနေ့2026ထဲကိုမဝင်နိုင်တော့သူမြောက်များစွာရှိတယ်အဲ့ဒီထဲကနေကျွန်တော်တို့ကဘုရားရှင်ရဲ့ကျေးဇူးတော်တက်တဲ့ကြောင့်နှစ်တစ်ကာလကိုဝန်စားရတော့ခွင့်အထူးသဖြင့်ဒီအသက်လောကအသက်ရှင်တဲ့ကာလမှာဖခင်ရဲ့နိုင်ငံတော်အတွက်ပါဝင်ရတော့ခွင့်ဖခင်ကပြင်ဆင်ပေးတဲ့အကြောင်းလေးကိုပြန်လဲဆင်ခြင်တိုင်းမှာကျွန်တော်တို့မှာအမတန်မှဖခင်ပြင်ဆင်ပေးတဲ့မင်္ဂလာရှိတော်နေ့ရဲ့ကာလဖြစ်တဲ့ဆိုတော့လေအထူးပဲကြည်တင်တဲ့အကြောင်းမလို့ကျွန်တော်တို့ခုလိုမျိုးအချိန်ပေးတဲ့ဆရာတို့ကိုလည်းအထူးပဲကြည်တင်တဲ့ဆိုတော့ဒီနေ့ကျွန်တော်ဘာကြောင့်ဝင်ငါမလဲလို့စိတ်နှလုံးထဲမှာဆင်ခြင်တဲ့အခါမှာကျွန်တော်စံစာဖတ်ရင်နဲ့အဲ့တော့ကျွန်တော်စံစာဖတ်ရင်နဲ့ခဏလေးနားပြီးတော့မှ Facebook ကိုတွားကြည့်တဲ့အခါမှာအဲ့ Facebook မှာတက်လာတဲ့အရာတစ်ခုကဘာတွားတွေ့လဲဆိုတော့အဲ့ဒါကကျွန်တော်တို့ဆွေရုပ်တုနဲ့လုပ်တဲ့အဲ့ဒီဘာလဲတဘူးမုတ်တဲ့အယုတ်တုကြီးကိုသူတို့က grain နဲ့ဆွဲထားပြီးတော့မှတိုက်မြင့်ပေါ်မှာသူတို့ထားဖို့တဲထားဖို့အဲ့ဒီကြောင့်တွားတွေ့လိုက်တဲ့ခါမှာကျွန်တော်ဖတ်တဲ့အကြောင်းကလည်းရေတကြည်လအခန်းကြီး33ထဲကအကြောင်းနဲ့တွားတက်ဆိုင်နေတော့ကိုတော့ဒါပဲဖြစ်မယ်ဆိုတော့ကိုတော့ကျွန်တော်ဘာဝင်ငါမလဲလို့စိတ်ထဲမှာဖះကိုမင်းနေတဲ့အချိန်မှာအဲ့ချမ်းစာဖတ်တာနဲ့အဲ့ထဲမှာတွားတွေ့လိုက်တဲ့အရာတွေနဲ့တကယ်တက်ဆိုင်မှုတွေဖြစ်လာတော့ဒါဖះပြင်ဆင်ပေးတဲ့အရာပဲဆိုပြီးတော့မှကျွန်တော်ဒီအကြောင်းလေးကိုပြင်ဆင်လာပါတယ်ဆိုတော့ကျွန်တော်တို့အသက်တာမှာဖျားရှင်ကကျွန်တော်တို့သက်တာရောက်စီတိုင်းပါမှာဒီနေ့လာမယ်နှစ်တစ်ကိုကာလမှာဘာလို့လှုပ်စီခြင်းတလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်တို့နှလုံးသွင်းဆင်ခြင်ဖို့ဖြစ်တယ်အထူးသဖြင့်အခုလိုမျိုးမှာကျွန်တော်တို့မှာလှုပ်ရှားရအများကြီးရှိပါတယ်နော်မြန်မာပြည်ပဲဖြစ်ဖြစ် USA မနေတဲ့သူတွေပဲဖြစ်ဖြစ်အခုချိန်နားရစုပြီးမဲ့လဲကျွန်တော်တို့ပင်ပန်းစွာအလုပ်လုပ်ပြီးတော့မှခုချိန်ဆိုရင်ကျွန်တော်တို့အဲ့ရပေါ်မှာလဲလျောင်းပြီးတော့မှလှုပ်ရှားအများရှိတယ်မြန်မာပြည်ဘက်မှာဆိုရင်လည်းကျွန်တော်လှုပ်ရှားရအများရှိမှာပါတိုးတော်လာဒါဒီကလေးကိုခဏလေးဘေးဖယ်ပြီးတော့ဘုရားရှင်ရဲ့နှုတ်ကပတ်တော်ကိုနှလုံးသွင်းဆင်ခြင်ဖို့လာရောက်ပါဝင်တယ်ဆိုတာကဒါဘုရားကိုဦးထိပ်ထားတဲ့ຢာလည်းဖြစ်တယ်ဘုရားကိုနံပါတ်1နေရာမှာထားခြင်းလည်းဖြစ်တယ်ဆိုတော့ဒီနှုတ်ပတ်တော်ထဲမှာဘုရားကိုနံပါတ်1နေရာမှာဦးထိပ်ထားတော့သူရဲ့အသက်တာအမြဲတမ်းဘုရားရှင်ကသူ့အသက်တာကိုလည်းမြင့်တာပေးခြင်းနဲ့အတူတွန်တွေးတယ်ဆိုတော့ကျွန်တော်မြင်တွေ့ရတဲ့တမန်ကျမ်းစာထဲမှာဆိုတော့ဒီနေ့ကျွန်တော်နှလုံးသွင်းဆင်ခြင်ဖို့အခြေပြုချမ်းကတော့ကျွန်တော်တို့ဒီရတကြည်လအခန်းကြီး33အငယ်ကနေ6ခုနှစ်ထိကျွန်တော်တို့သူတကောနှလုံးသွင်းဆင်ခြင်ဖို့အားလုံးကိုခေါ်ဖိတ်လိုပါတယ်ဆိုတော့ဒီအကြောင်းအရာလေးကိုကျွန်တော်တို့သူတကောစိတ်နှလုံးထဲမှာပဲဖြစ်ဖြစ်အတန်ထွက်ပဲဖြစ်ဖြစ်ကျွန်တော်တို့သူတကောဒီအခြေပြုချမ်းလေးကိုသူတကောကျွန်တော်တို့ဖတ်ကြပါစို့တဘူးမုတ်တန်ကိုကြား၍အမှုမထားသောကြောင့်ကိုယ်အသက်ကိုရှုံသောအပြစ်ကိုခံရမည်အမှုထားသောသူမူကားကိုယ်အသက်ကိုကယ်တင်လိမ့်မည်တို့မဟုတ်ကဲဆောင်ထားသောသူသည်ဓာပြီးရောက်ချောင်းကိုမြင်လျက်တဘူးမမုတ်ဒီသားတို့အားအတိမပေးသောကြောင့်ဓာပြီးရောက်၍တဆုံတယောက်တော်သူအသက်ရှုံးလျင်သူသည်မိမိအပြစ်ကြောင့်အသက်ရှုံးတော်လဲသူ၏အသက်ကိုကဲဆောင်တော်သူ၌ငါတောင်းမည်ထို့အတူအချင်းလူသားတင့်ကိုဤတိလာလူမျိုး၌ကဲဆောင်စီခြင်းငါခံထားတော်မူကြောင်းတင်ဒီငါဤနှုတ်ထွက်စကားကိုနာခံ၍သူတို့ကိုတတိပေးရမည်ဆိုတဲ့ဘုရားရှင်ရဲ့နှုတ်ကပတ်တော်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့အသက်တာဒီထဲမှာကျွန်တော်ပြန်ကြည့်တဲ့အခါမှာဣတိလလူမျိုးရဲ့ကန်းဆောင်ကျွန်တော်တို့ဒီနေ့နှလုံးသွင်းဆင်ခြင်းမှာတမန်ဓမ္မဟောင်းကျမ်းထဲမှာကျွန်တော်ဣတိလလို့ပြောတဲ့အခါမှာကျွန်တော်တို့ဒီဓမ္မတိကာလနဲ့ဘာနဲ့ဘလူးသက်ဆိုင်တယ်လို့ပြောတဲ့ခင်ကျွန်တော်တို့ဓမ္မဟောင်းကာလမှာဣတိလလို့ပြောတဲ့အခါမှာကျွန်တော်ဓမ္မတိကာလမှာလည်းကျွန်တော်ယုံကြည်သူတွေကိုပုံဆောင်တယ်ဆိုတော့ကျွန်တော်သိရတယ်ကျွန်တော်ယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့လည်းအာဗြဟံရဲ့အမျိုးအနွယ်ဖြစ်ကြောင်းကျွန်တော်တမန်ကျမ်းစာထဲဖော်ပြထားပြီးပြီဆိုတော့ကျွန်တော်တို့ဒီဖျားရှင်က
လောကမှာခဏတာအသက်ကာလမှာကျွန်တော်အရောက်စီတိုင်းကိုဒီကန်းဆောင်တာဝန်ကိုကျွန်တော်ပေးအပ်ထားတာဖြစ်တယ်။ဒါကြောင့်ဒီကန်းဆောင်ရဲ့တာဝန်ကကျွန်တော်ဘာအလုပ်လဲလို့မေးလိုက်တဲ့အခါမှာကန်းဆောင်တယောက်ကကျွန်တော်တို့ဘာကူပုံဆောင်လဲဆိုရင်ကျွန်တော်နိုင်ငံနဲ့လူမျိုးကိုကိုးစားပြုတာဖြစ်တယ်။ကျွန်တော်တို့အသက်တာမှာเนาะကျွန်တော်တို့ဒီတမန်ကျမ်းစာထဲမှာကျွန်တော်နှစ်ကော90ထဲမှာလည်းခရစ်တော်ရဲ့တန်တမာများဖြစ်ကြ၏တဲ့ကျွန်တော်နိုင်ငံတနိုင်ငံမှာတန်တမန်တဦးတယောက်လွတ်မယ်ဆိုရင်နိုင်ငံတစ်ခုလုံးကိုစားပြုတ်ပြီးတော့မှကျွန်တော်တန်တမန်ကိုလွတ်ထားတာဖြစ်တယ်။ထို့ကြောင့်မလို့ကျွန်တော်ကန်းဆောင်တယောက်ဆိုတာကကျွန်တော်တို့တိုင်းပြည်တစ်မြို့လုံးကိုကျွန်တော်တို့တနိုင်ငံလုံးကိုကျွန်တော်တို့ကိုစားပြုတ်ပြီးတော့မှဖခင်ကကျွန်တော်အဲ့နေရာကိုခံထားတယ်ဆိုတာကျွန်တော်သိရတယ်။အဲ့ဒါကြောင့်ကျွန်တော်ကန်းဆောင်တယောက်ရဲ့တာဝန်ကဘာလဲလို့မေးရင်ကန်းဆောင်ဆိုတာအိပ်ပျော်ငှိုက်ငီးခြင်းမရှိရဘူးเนาะအကြောင်းမလို့ကျွန်တော်ကန်းဆောင်တရားကအိပ်ပျော်သွားပြီးဆိုရင်တော့အဲ့ဒါအမတမအန်တေကြီးတော့အရာဖြစ်တယ်ဆိုတော့ကန်းဆောင်တရားရဲ့တာဝန်ကဘာလဲလို့ထပ်မေးရင်ကျွန်တော်ရန်သူကြီးလာပြီးဆိုရင်ကျွန်တော်တဘိုးမုတ်ပြီးတော့မှတိုင်းသူပြည်သားများကိုအတိတ်ပေးရန်ဖြစ်တယ်ကျွန်တော်နောက်တစ်ခုကဘာတစ်ခုကန်းဆောင်ရဲ့တာဝန်ကဘာလဲဆိုရင်တစ္ဆာရှိခြင်း no compromise ဖျားပြောတဲ့အတိုင်းပဲခုနဖော်ပြတဲ့အတိုင်းမှာနော်အဆုံးမှာဖျားနှုတ်ကပတ်နှုတ်ထွက်စကားကိုနာခံရလူတို့ကိုတတိပေးရမယ်တဲ့အဲ့ဒါဖျားပြောတဲ့အတိုင်းကိုကျွန်တော်ပြောရမယ်အရာဖြစ်တယ်ဆိုတာကျွန်တော်နားလည်ရတယ်အကြောင်းမလို့ကျွန်တော်တို့တက်တာမှာပြန်ကြည့်တဲ့အခါမှာဒီနေ့အမှ sorry ကျွန်တော်တက်တာမှာပြန်စဉ်းစားတဲ့အခါမှာကျွန်တော်ကန်းဆောင်တူတယောက်ရဲ့တာဝန်ကားဆိုတာကျွန်တော်ငိုင်ကြီးအိပ်ပျော်လို့မရတဲ့အရာဖြစ်တယ်ကျွန်တော်ခရိယာတက်တာမှာဆိုရင်ကျွန်တော်တို့နော်အားလုံးတတိထားမိကြမှာပါကျွန်တော်ခရီးသွားတဲ့ခါတခါတလေကားနဲ့ခရီးသွားတဲ့ခါကားကိုမောင်းတဲ့ခါမှာငိုင်ကြီးအိပ်ပျော်လို့မရဘူးအဲ့ကားမောင်းတဲ့ဆရာကအိပ်ပျော်သွားလို့တစ်ခုဖြစ်လို့ဆိုရင်အဲ့ကားထဲမှာအပြစ်မဲ့တဲ့လူတွေအားလုံးလဲဒါကြောက်ထဲကြပြီးတော့မှဒီဆရာအကြောင်းဖြစ်လာတယ်ဒါကြောင့်မလို့ကားမောင်းရင်တော့ကျွန်တော်တို့တတိထားပြီးမောင်းရတယ်ဒါကြောင့်ကျွန်တော်တို့ကတိုင်းတူကိုပြည်သူပြည်သားများယုံကြည်သူများကိုစားပြုဖခင်ကခံထားတဲ့နေရာမှာကျွန်တော်တို့ငိုင်ကြီးအိပ်ပျော်ခြင်းမရှိဘဲနဲ့ဖခင်ရဲ့ဖော်ပြတဲ့အတိုင်းကျွန်တော်တို့သွာလာတတ်ဖို့အင်မတန်မှအရေးကြီးတယ်ကျွန်တော်မြန်မာပြည်မှာကျွန်တော်တို့ပြောလို့ရှိတယ်နော်မောင်းရင်မမူနဲ့တဲ့မူးရင်လည်းမမောင်းနဲ့တဲ့ဆိုတော့ကျွန်တော်အသက်တာမှာကားတစ်စီးကိုမောင်းတဲ့အခါမှာကျွန်တော်တမတတိများစွာထားရှိလို့ကျွန်တော်အသက်တာမှာလည်းဖျားခန့်အပ်ထားတဲ့ကန်းဆောင်နေရာမှာထိုင်တဲ့အခါမှာကန်းဆောင်ကဒီတနိုင်ငံတမျိုးလုံးကိုဒီတမျိုးလုံးကိုသူကရန်သူလာမလာကိုသူအမြဲတမ်းဆောင်ကြည့်ပေးနေရတာဖြစ်တယ်။ထိုနည်းသူဆိုပဲကျွန်တော်တို့ကအမှုတော်မြတ်မှာလဲထိုနည်းသူဆိုပဲကျွန်တော်ကန်းဆောင်တယောက်ဆိုတာငိုင်ကြီးအိပ်ပျော်ခြင်းမရှိဘဲနဲ့တမန်ကျမ်းစာကဘယ်လိုပြောထားလဲဆိုတော့ကျွန်တော်တို့အဲမှာကျွန်တော်တို့ဒီခဏလေးနော်တိပင်ငါရှိထဲမှာတမတရိရှိလေမအိပဲစောင်းနေကြလောတင်တို့ရန်သူတိဟုတော့မာနဒီဟောက်ချင်းဟောက်တော့စင်တိကဲတော့အဘဲသူကိုမျိုးရမီကိုလဲရှာဖွေနေတယ်တဲ့ကျွန်တော်ရန်သူကတော့ဘယ်သူကိုမျိုးရမယ်ဘယ်သူကိုဖြစ်စီရမလဲဆိုတာကျွန်တော်ရှာဖွေနေတာဖြစ်တယ်အဲ့ဒီရှာဖွေနေတဲ့အဲ့ရန်သူကိုတွေးဖို့ရန်ကျွန်တော်တို့ကိုဘုရားကကန်းဆောင်နေမှာကျွန်တော်တို့ကိုတာဝန်ပေးထားတာဖြစ်တယ်ဒါကြောင့်အဲ့ကန်းဆောင်တာဝန်ကအမတမတာဝန်ကြီးတယ်လို့အမတမလည်းအဖို့လည်းကြီးပါတယ်ဒါကြောင့်မို့ကျွန်တော်တက်တာမှာခရိယန်ရဲ့တက်တာမှာဖရားရဲ့ခန့်အပ်ထားတော့ဤငိုင်ကြီးအိပ်ပျော်ခြင်းမရှိဘဲနဲ့ကျွန်တော်ဖရားဖော်ပြတဲ့အတိုင်းကျွန်တော်အတက်တာကိုဖရားရှင်ကတခြားလူများကိုအလဲမမြင်သေးတော့သူကျွန်တော်အတက်တာမှာလူအပ်နေတော့သူများကိုလမ်းမှန်ကိုကျွန်တော်ဆွေးခေါ်ဖို့ရန်ဖရားကကျွန်တော်တို့ခေါ်ထားတာဖြစ်တယ်အကြောင်းမလို့ကျွန်တော်တက်တာမှာဆာလံ139အငယ်105ထဲမှာနှုတ်ကပတ်တော်ဒီကျွန်တော်ချီရှိမှမိခွေဖြစ်၍တဲ့အကျွန်တော်လမ်းခရီးကိုလမ်းစီပါ၏တဲ့ဒါကြောင့်မို့ကျွန်တော်အသက်တာမှာခရီးလမ်းဖို့ဆိုတာကဖျားရှင်ရဲ့နှုတ်ကပတ်တော်အသက်တာပဲဖြစ်တယ်လောကမှာခဏတာအသက်ရှင်တဲ့ကာလမှာကျွန်တော်အထက်မှာနှုတ်ကပတ်တော်အသက်မရှင်ဘူးကျွန်တော်အထက်မှာနှုတ်ကပတ်တော်မရှိဘူးဆိုရင်တော့လူကတော့ဘယ်လိုပဲဖြစ်လမ်းမှာပဲเนาะကျွန်တော်အထူးတစ်ဖြစ်ကျွန်တော် US နိုင်ငံမှာပဲဖြစ်တော့အခုမြန်မာပြည်မှာလည်းကျွန်တော်အကုန်လုံးရှိကြတယ်လူတိုင်းကျွန်တော်ကားတွေရှိတယ်ကားတွေမောင်းကြတယ်ကျွန်တော်ကားမောင်းတဲ့ခါအထူးသဖြင့်ညအချိန်မှာကျွန်တော်ခရီးသွားတဲ့ခါမှာကားကဘလောက်ပဲကောင်းဘလောက်ပဲ brand new ပဲဖြစ်အဲ့ကားကအဆက်ကဘလောက်ပဲကောင်းအဲ့ကားကဘလောက်ပဲတန်ဖိုးကြီးအဲ့အလင်းကိုပေးတဲ့အဲ့ headlight
အဲ့မီးကအလဲမလုပ်တော့ဘူးဆိုအဲ့ကားကျွန်တော်ခရီးတော့ဆက်လို့မရတော့ဘူးဘလို့ဘဲလို့အဲ့ကားတော့လမ်းဘေးမှာရပ်ပြီးတော့မှမနဲ့မိုးလင်းဆောင်ယုံပဲရှိမယ်အထူးရှိမဲ့ဒီမှာ truck မောင်းနေလဲသူလည်းရှိတယ်နော်ကျွန်တော်ညအချိန်မှာတကယ်အဲ့ truck မောင်းသမားတွေဆိုကျွန်တော်စဉ်းစားကြည့်တယ်သူတို့ညသွားတဲ့ခါမှာသူတို့ရဲ့ headlight ကမီးအလုံးမလုံးတော့ဘူးကားကတော့စက်ကအကောင်းကြီးပဲဘာမှပြဿနာမရှိဘူးအဲ့ကားမောင်းလို့လည်းချမ်းချမ်းမှာပဲဒါပေမဲ့အဲ့မီးကမလဲတော့ဘူးဆိုရင်သူတို့လမ်းဘေးမှာထိုးပြီးတော့မှမနဲ့မိုးလင်းထိတော့ကျွန်တော်ဘယ်မှာခရီးဆက်လို့မရပဲစောင့်နေရတော့ပါပဲအဲကြောင့်မလို့ကျွန်တော်အသက်တာမှာနှုတ်ကပတ်တော်ကကျွန်တော်တို့ရဲ့အလင်းဖြစ်တယ်ကျွန်တော်ပတ်တော်ကကျွန်တော်တို့ကိုမမြင်နိုင်တဲ့အရာများကိုမြင်စီတော့အရာဖြစ်တယ်ဆိုတာနံပါတ်1တဲ့ကျွန်တော်နှလုံးသွင်းဆင်ခြင်ဖို့ဖျားရှင်အထာတော်ကျွန်တော်ကန်းဆောင်နေရမှာထားတဲ့သူတယောက်အနေနဲ့ကျွန်တော်နှလုံးသွင်းဆင်ခြင်ပြီးတော့မှငိုင်ငိအိပ်ပျော်ခြင်းမရှိဘဲနဲ့ကျွန်တော်ရန်သူကိုပဲချင်းပဲအပေါက်ကနေဝင်လာမလဲဆိုတာကိုကျွန်တော်အမြဲတမ်းကျွန်တော်မြတ်တော်မခကြည့်ပြီးတော့မှကျွန်တော်ကန်းဆောင်နေရမှာတာဝန်ချဖို့ရံဘုရားကကျွန်တော်တို့ခန့်အပ်ထားတာဖြစ်တယ်ဆိုတော့နံပါတ်2အနေနဲ့ကျွန်တော်တို့ကန်းဆောင်တယောက်ရဲ့တာဝန်ကဘာလဲရန်သူကိုလာတာတည့်ရတာနဲ့ရန်သူရလာနေပြီဆိုတာတည့်ရတာနဲ့အဲ့ဒါတဘူးမမဟုတ်ဘူးဆိုရင်တော့အဲ့ဒါကန်းဆောင်ရဲ့အဖြစ်ဖြစ်တော့လေကန်းဆောင်ကလည်းတဘူးမဟုတ်တယ်ခုနကျွန်တော်စံစာတဲ့ဖို့တာပြီကန်းဆောင်ကတော့တဘူးမဟုတ်တယ်ရန်သူလာကြောင့်ကိုတတိပေးတယ်အချိန်ချင်းတတိပေးတယ်ဒါပေမဲ့အဲ့တတိပေးလျက်နဲ့အဲ့ဒါကိုအမှုမထားဘူးဒီလိုပဲဂယုမဆိုင်တဲ့သူရဲ့အသက်တကယ်လို့အဲ့ရန်သူလာလို့သူ့အသက်ကိုရှုံသွားတယ်ဆိုရင်ဒါကန်းဆောင်နဲ့မဆိုင်တော့ဘူးဒါက तू ကကန်းဆောင်ကအတိပေးတယ်ကဲရန်သူလာနေပြီတတိထားကြတော့ကျအတိပေးရတာနဲ့အဲ့လူကဂယုမဆိုင်ဘူးအမှုမထားဘူးနေပဲဆိုရင်ဒါရဲ့သူ့ရဲ့ဖြစ်စီခြင်းကဒါသူ့နဲ့ပဲဆိုင်သွားတယ်တော့လေကန်းဆောင်ကအတိပေးရတာနဲ့ကန်းဆောင်ကအတိမပေးဘူး sorry အတိမပေးဘူးရန်သူလာကြောင်းကိုလည်းအတိမပေးဘူးဒီလိုပဲ तू အကြောင်းမကြဘူးဆိုရင်အတိုင်းသူပေသားများမှာဒီမဲ့အမတမကြောက်စရာအကြောင်းပြတယ်တကယ်လို့အဲ့အကြောင်းကြောင့်ရန်သူလာမန်းကိုတည့်ရတာနဲ့အကြောင်းမကြဘူးမဖော်ပြဘူးတဘူးမမဟုတ်ဘူးဆိုရင်အဲ့တည်တဲ့သူရဲ့အသက်ကြောင့်တည်ချင်းကြောင့်သူ့ရဲ့ပေါ်မှာဘုရားကအဖို့တောင်းမယ်လို့ကျွန်တော်စံစာထဲမှာကျွန်တော်ဖော်ပြတွေ့ရတယ်ဒါကြောင့်မို့ကျွန်တော်တို့အသက်တာမှာအခုခက်မှာကျွန်တော်ကြားနေရတဲ့အရာတွေကတဘူးမဟုတ်တယ်ဆိုတာတနည်းအားဖြင့်လဲဆုံးမတာလည်းဖြစ်တယ်တမှုမဟုတ်တယ်ဆိုတာတနည်းအားဖြင့်လဲတရားစီရင်တာလည်းဖြစ်တယ်တဘူးမဟုတ်တယ်ဆိုတာတနည်းအားဖြင့်တတိပေးတာလည်းဖြစ်တယ်အမိန့်ပေးတာလည်းဖြစ်တယ်နော်ဒါကြောင့်မလို့ကျွန်တော်ဒီတဘူးမဟုတ်ခြင်းအကြောင်းကျွန်တော်ပြောတဲ့ခါမှာလေအထူးတစ်ဖြစ်ဒီနောက်ဆုံးသောကာလမှာအမတမ်းမှအရေးကြီးတယ်လူတွေကကျွန်တော်ကြားချင်တာကသူတို့နားထဲမှာခြုံမဲ့အရာတွေဘုရားတရားဖျားသားဆိုရင်ချမ်းသာရမယ်အောင်မြင်ရမယ်ဒါတွေအကြောင်းဟောလိုက်ရင်တော့လာလူတွေကတော့အကုန်လုံးကြိုက်တယ်ဒါပေမဲ့ဖျားစကားကိုနားမထောင်ဘူးဖျားပြောတဲ့အတိုင်းတော့ဖျားကတမန်တရိစီစွာတက်ရှင်ပါလောကမှာခုနကျွန်တော်တက်တီခန္ဓာကြားတဲ့ခါမှာကျွန်တော်ဝိငါဆရာတော်မလို့ဘူးအကုန်လုံးဒီနေ့တရက်စာတို့လုံလောက်သွားပြီနော်ကျွန်တော်ဆရာကြီးကပြောတယ်လောကမှာဆိုတော့ဆလန်90တဲ့မှာအသက်ရှင်အသက်90ပဲလူအသက်ကကျွန်တော်တခါတလေပြန်စင်းစားတဲ့အသက်90 80လောက်အသက်ရှင်မဲ့ထားပါအောင်မိမိအသက်ကိုလက်ရှိနေတဲ့အသက်ကိုပြန်နှုတ်ချတာဘယ်လောက်မှမကြံတော့ဘူးဆိုတော့လောကမှာခဏတာအသက်ရှင်တဲ့ကာလမှာဖယားရှင်ရဲ့ဖော်ပြတဲ့အတိုင်းဖယားကဒီလိုပဲပြောဒီလိုပဲဟောဒီလိုပဲဝေငါလူတွေကကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေငါပြောတဲ့အတိုင်းပဲနေဟောရမယ်ဒါဖယားရဲ့နှုတ်ကပတ်တော်ပဲဖြစ်တယ်ဒါကြောင့်မလို့ဖျားပြောတဲ့အတိုင်းဟောတဲ့အခါမှာကျွန်တော်တို့ကဘာဖြစ်လာလဲဆိုရင်သူတို့ကယုံချင်ယုံမယုံချင်နေဒါသူတို့အပိုင်ဒါမဲ့ကျွန်တော်တို့ဟောတဲ့အပိုင်းကတော့ဖျားပြောတဲ့အတိုင်းကျွန်တော်တို့မှန်ကန်စွာဝင်ကတက်တီခံတဲ့အခါမှာကျွန်တော်တို့ကဖျားကအဖူးရှိပြီးသားဖြစ်တယ်ဒါကြောင့်မကျွန်တော်အသက်တာမှာဒီတဘူးမုတ်ချင်းဆိုတာကဒီချိန်ဒီကာလမှာကျွန်တော်တို့အများဝင်ကတက်တီစရာဝင်ငါဖို့အကြောင်းဖြစ်လာတယ်ကျွန်တော်ဓမ္မဟောင်းထဲမှာကျွန်တော်ပြန်ကြည့်တဲ့အခါမှာကျွန်တော်ယေတကြီးယေရမိခန်းကြီး25ထဲမှာကျွန်တော်ပြန်စဉ်းစားကြည့်တဲ့အခါမှာဣတိလလူမျိုးတွေဖျားကသူတို့ကိုအကျဉ်းပြောတယ်ယေရမိ25ငယ်3ထဲမှာဗာပြောလဲဆိုတော့ယူရရှင်ဘီယံအာမုတာယောရှိနန်းဆန်တော်73နှစ်မှစ၍ယခုတိုင်အောင်အနည်း23နှစ်ပတ်လုံးထာဝရဘုရား၏နှုတ်ကပတ်တော်ဤတဲ့ငါစီတော့ရောက်လာသည့်အတိုင်းငါဒီစောထ၍အမိန်တော်ကိုအထထစင့်ဆိုတော်လဲတင်တို့ဒီနားမထောင်ပဲနေကြ၏တဲ့
ဣတိလလူမျိုးတွေကိုဖျားကယေရမိကိုခေါ်ပြီးတော့မှ23နှစ်တိုင်23နှစ်ပတ်လုံးတိုင်သူအမြဲတမ်းဟောကြတယ်မင်းတို့တတိထားနော်ရုပ်တုစင်းသူတွေမကူးကွယ်နဲ့ဖျားအလူတော်တိုင်ကဲတင်ရှင်နင်တို့ကိုဣတိကျွန်တော်တို့ဘလအီဂျစ်ပြန်ကဲတင်တဲ့ဖျားနင်တို့ကိုဒီနမိလခဏပေါင်းများစွာနဲ့ကိုယ်ကာမဆိုတော့ဖျားကိုပဲကူးကွယ်ပါရုပ်တုစင်းသူတွေကိုမကူးကွယ်နဲ့လို့ယေရမိကအကျဉ်းချင်းသူတို့ကို23နှစ်တိုင်ဖော်ပြတယ်အောက်မှာငယ်လေးမှာထပ်ဖတ်တဲ့ခါမှာပရောဖက်တွေလည်းအကျဉ်းချင်းစီလို့တယ်ဒါမဲ့ပြည်သူတွေကနားမထောင်တော့ပါဖြစ်တဲ့ခါမှာဘာဘီလုန်နိုင်ငံမှာနှစ်90ကျွန်းခံဖို့ရန်ရောင်းချခြင်းခံရတယ်ဖခင်ကဣတိလလူမျိုးတွေကိုဘာဘီလုန်နိုင်ငံမှာသူတို့နိုင်ငံမှာကောင်းစားစွာလွတ်လပ်နေရမယ့်အချိန်ဖခင်စကားကိုနားမထောင်ဘူးဖခင်ကဂတိပေးတယ်ဖခင်ကယေရမိအားဖြင့်သူတို့ကိုအချိန်ချင်းဆုံးမတယ်ဝေငှတယ်ပြောတယ်တော့နားမထောင်တဲ့ခါမှာဘာဘီလုန်နိုင်ငံမှာနှစ်ပေါင်း90ကျွန်းခံပြီးတော့မှသူတို့ငူကျွေးပြီးတော့မှအန်တွားခဲချိတ်ပြီးဒုက္ခရောက်တဲ့အထိမှအနည်း90သူတို့အမတမဆင်းရဲညွန်ပန်းစွာအသက်ရှင်ရတယ်ဆိုတော့ကျွန်တော်ချမ်းသာအဖြစ်တွေ့ရတယ်ဒါကြောင့်မို့လို့ကျွန်တော်အသက်တာမှာအခုချိန်ဒီကာလကြီးမှာကျွန်တော်အစင်ပြတဲ့နေရာမှာထိုင်ယုံပွဲမဟုတ်ဘဲနဲ့ကိုရောက်တဲ့နေရာတိုင်းမှာဖျားပေးတဲ့ကျွန်တော်လူတိုင်းယုံကြည်သူတိုင်းမှာကျွန်တော်မတူညီတော့စုကြည်ကိုဖျားကပေးထားတယ်တချို့တွေဆိုဝေငှအပိုင်းမှာစုကြည်ကိုဖျားကပေးထားတယ်တချို့တွေကအလုတ်လုံးမဲ့သူ့ရဲ့ပေးကမ်းခြင်းမှာဖျားကသူ့စုကြည်ကိုပေးထားတယ်တချို့တွေကချီးမွမ်းမယ်တချို့တွေကအဲဝင်ကလေးဟောမယ်တချို့တွေကကျောင်းဆရာမလုပ်မယ်တချို့တွေကဆရာလုပ်မယ်အမျိုးသူနေရာနဲ့သူဒါဒီအားလုံးကဖျားထားတဲ့နေရာမှာဖျားပေးတဲ့နေရာမှာတစ္ဆာရှိစွာပါဝင်ပြီးတော့မှဖျားပြောတဲ့အတိုင်းဖော်ပြဝေငှခြင်းကအဲ့ဒါယုံကြည်သူတယောက်အနေနဲ့တာဝန်ဖြစ်တယ်ဘုရားကခန့်ထားတော့နေရာဖြစ်တယ်အားလုံးကတရားဟောဆရာဖြစ်ဆရာမလိုဘူးဘုရားကသူ့တရားဟောဖို့ခေါ်တာဖြစ်လိမ့်မယ်ဘုရားကသူ့အဝင်ကလေးတော့ခေါ်တာဖြစ်လိမ့်မယ်ဘုရားကသူ့ကိုဆရာမအတွက်ခေါ်တာဖြစ်နိုင်တယ်ဘုရားကသူ့ကိုတင်ပြတဲ့အပိုင်းမှာခေါ်တာဖြစ်နိုင်တယ်ဘုရားကသူ့ကိုအထူးဆုတောင်းတဲ့အပိုင်းမှာဘုရားကသူ့ကိုခေါ်တာဖြစ်နိုင်တယ်ဒါကြောင့်အဲ့စုကြည်ကတယောက်နဲ့တယောက်မတူဘူးပြီးတော့မှတယောက်နဲ့တယောက်ဘယ်လိုပြောမလဲမနာလူစိတ်ဆရာအကြောင်းလည်းမရှိဘူးမနာလူစိတ်ဆရာအကြောင်းမရှိဘူးဘုရားထားတဲ့ကန္တာမှာဘုရားခေါ်တဲ့နေရာမှာတစ္ဆာရှိစွာရပ်တည်ပြီးတော့မှဘုရားပြောခိုင်းတဲ့အတိုင်းဘုရားဖော်ပြတဲ့အတိုင်းဖော်ပြတက်တည်ခံခြင်းကအရာကအမတန်မှငယ်တာကောင်းလို့ဘုရားကဓမ္မကျမ်းစာထဲမှာဖော်ပြတာကျွန်တော်တွေ့ရတယ်ဒါပေမဲ့ကျွန်တော်တို့ဒီယောရှုအကြောင်းကျွန်တော်ပြန်ကြည့်တဲ့အခါမှာယောရှုကယေရခုမြို့ကြီးကိုတိမ့်ပိတ်ဖို့ရအကြောင်းဖြစ်လာတဲ့အခါမှာဘုရားကတစ်ခေါက်သွားခိုင်းလိုက်တဲ့တစ်ခေါက်ဘယ်သူမှအတမထွက်နဲ့တပတ်ပဲပပြန်လာနောက်တစ်ခေါက်သွားတပတ်ပဲပဘာမှမပြောနဲ့တခါတည်းလူနေနဲ့အဲ့လိုလေ4 5 6လောက်ပတ်တာတခါတည်းလူနဲ့စဉ်းစားရင်လုံးဝဘုရားရဲ့လှုပ်တဲ့ပုံစံကြီးလူနေနဲ့နားလဲဆရာမရှိဘူးနားမလဲနိုင်ဘူးဒါကြောင့်ခုနတချင်းဆိုနားမလဲနိုင်တော့လဲချီးမွမ်းမယ်ကျွန်တော်တို့ဖရားအကြောင်းကိုကျွန်တော်နားလဲဆရာလည်းမလိုဘူးနားလည်းမလဲနိုင်ဘူးဖရားက तू ဖွင့်ပြတလောက် तू ဖော်ပြတလောက်ပဲကျွန်တော်မှနားလဲခွင့်ပဲရှိတယ်ဖရားကအင်မတန်မှကြီးမားတော့ဖရားဖြစ်တယ်နေရာတိုင်းမှာရှိတယ်ပင်လယ်အောက်မှာလည်းရှိတယ်မူးပေါ်တက်လည်းရှိတယ်နေရာတိုင်းမှာရှိတော့ဖရားဖြစ်တယ်ဒါကျွန်တော်တို့အသက်တာမှာဖရားရဲ့ဖော်ပြတလောက်ဖရားရဲ့လမ်းပြတလောက်ကျွန်တော်တို့အသက်ရှင်ပြီးတော့မှတွားရတော့ခွင့်တာရတာဖြစ်တယ်အဲကြောင့်မလို့ဒါမဲ့တော့ယောရှုနဲ့သူ့အပေါင်းပါတွေကဘုရားစကားကိုနားထောင်တယ်စကားမပြောနဲ့ဆိုမပြောနဲ့တော့တပတ်ပြန်လာဒါလူအနေနဲ့တစ်ဖက်မှာပြန်ကျင်တာအဲ့ဒါယူပဲဘာလဲမသိဘူးဘုရားကဘာခိုင်းလဲမသိဘူးဘာမှလည်းမလုပ်ခိုင်းဘူးဒီဘက်ပတ်ပြန်လာတာဒါမဲ့ခုနှစ်ရက်မြောက်တော့ခါမှာခုနှစ်ကျင်းပတ်ပြီးရင်တဘူးမဟုတ်လိုက်ခုနှစ်ကျင်းလည်းပါရောတဘူးလည်းမဟုတ်ရောဘာဖြစ်လဲအဲ့ရခုမြောက်ကြီးကိုသူတို့တင်ပိုက်ရတယ်အစပိုင်းနဲ့ကျွန်တော်ပြန်ကြည့်ရင်ဖရားရဲ့ဖော်ပြတဲ့လမ်းပြတဲ့အရာတွေကလူတွေနဲ့နားလေရတာခက်ပြီမဲ့ဒါပေမဲ့ဖရားစကားကိုနားထောင်တဲ့အခါမှာအဆုံးမှာဖရားကအကောင်းတော်ရလနဲ့ကျွန်တော်တို့ကိုအောင်မြင်ခြင်းအခွင့်ကိုပေးတယ်ဆိုတာကျွန်တော်တွေ့ရတယ်။နော်ကျွန်တော်ဒီယောဘအထဲမှာလည်းဖော်ပြထားတဲ့တင်ဒီအစဦး၌တေးငယ်တော်လဲအဆုံး၌ကြီးပွားလိမ့်မည်တဲ့ဒါဖရားစကားကိုနားထောင်တော့သူရဲ့အသက်တာပဲအစပိုင်းလေးမှာတော့ကိုလှုပ်တဲ့အရာတွေကိုပါဝင်တဲ့အရာတွေမပြောပလောက်ဘူးဖြစ်ရင်ဖြစ်နိုင်တယ်ဒါပြဿနာမရှိဘူး
ဒါပေမဲ့ဖျားခိုင်းတဲ့အတိုင်းအဲ့ဒါကိုလို့တဲ့အခါမှာအဆုံးပိုင်းမှာကျွန်တော်ကြီးပွားပြီးတော့မှဖျားမျက်နှာသားနဲ့အောင်မြင်ရတော့ခွင့်ဖျားကပြင်ဆင်ပေးမှာဖြစ်တယ်ဒါတမချမ်းစာထဲမှာကြည့်မုတ်ဆိုးမလေးကဒိန်းကားနှစ်ပြလေးပေးတာဘာပြုတ်ပဆရာရှိလို့ဘာဖြစ်လို့ချမ်းစာထဲမှာမတ်တန်းတင်ရတယ်လဲမိခွန်းထုတ်ဆရာအများကြီးရှိတယ်တူထက်အဲ့ပို့ဆိုးမထက်ပေးတယ်လို့အများကြီးပဲအဲ့မှာကျွန်တော်ထင်တယ်အများကြီးတွန်းလောင်းတဲ့သူအများကြီးရှိမှာပဲဒါပေမဲ့အဲ့လူတွေရဲ့ပါဝင်မှုထောင်တောင်းမကပါဝင်တဲ့အရာတွေကစံစာထဲမှာမတ်တမ်းမတင်ခဲ့ဘူးဒါပေမဲ့အဲ့မုတ်ဆိုးမလေးရဲ့စိတ်နှလုံးထဲမှာစေတနာစိတ်ဖြင့်ထွက်လာတဲ့ပါဝင်တဲ့အရာလေးကိုသခင်ယေရှုမြင်တွေ့လိုက်တယ်ဒါသူရှိတာကုန်လို့စွန့်ကြဲလိုက်ပြီဆိုပြီးတော့မှစံစာထဲမှာမတ်တမ်းတင်ပြီးတော့မှဒီနေ့ကျွန်တော်တို့သူအားဖြင့်တင်ယူရတယ်ဒါကြောင့်မလို့ကျွန်တော်ဖျားစကားကိုနားထောင်တဲ့အခါမှာအစာပိုင်းလဲတော့ကျွန်တော်ခက်ခဲမှုတွေကြုံနိုင်ပါတယ်ဗမာစကားနဲ့တော့ကျွန်တော်ပြောင်းပြအမြဲတမ်းဖြစ်တယ်အစာကောင်းရအနောင်းတီချတဲ့ဒါလူတွေရဲ့စကားပဲဒါမဲ့ဖျားတော့အဲ့လိုမဟုတ်ဘူးနေအစာမှာတော့တီးငယ်ပါလိမ့်မယ်တဲ့ဒါမဲ့ငါစကားအတိုင်းနားထောင်ပြီးငါပြောတဲ့အတိုင်းနဲ့အသက်ရှင်မယ်ဆိုရင်အဆုံးမှာတော့ခင်များကအထက်မှာစိုးဆိုင်ရတော့ခွင့်ငါချီးမြှောက်ရတော့ခွင့်တက်မှာရောက်လိမ့်မယ်ဆိုပြီးတော့မှစံစာထဲမှာကျွန်တော်ဖျားဖော်ပြကျွန်တော်တွေးရတယ်အကြောင်းမလို့နံပါတ်3အနေနဲ့ဖျားကကျွန်တော်တို့ကန်းဆောင်နေရထားပြီးဆိုရင်တက်စာရှိရမယ်နော်တက်စာရှိရမယ် no compromise အပြည့်ယူမရှိရဘူးအခုခက်ဒီကကျွန်တော်အမှုတော်ဆောင်တော်များများတယ်အပြည့်ယူများတယ်အမှန်တိုင်းပြောရရင်နော်သူ့အတွက်ဆင်ပြီးမယ်ဆိုရင်လှုပ်လိုက်ပြီသူ့အတွက်အကောင်ဖြစ်မယ်ဆိုတော့သူမိသားစုအစာဆင်ပြီးမယ်ဆိုရင်သူတို့ဖျားကြိုက်မကြိုက်ဒါတတိမထားနိုင်တော့ဘူးဒါကြောင့်ဖျားရဲ့အမှုတော်ဆောင်ခြင်းဆိုတာအဲ့လိုမျိုးအပြည့်ယူလို့မရဘူးဖျားကအဖြူဆိုရအဖြူပဲအမဲဆိုရအမဲပဲဒါဖျားရဲ့နေရာပဲဖြစ်တယ်စာကြောင့်မို့ကျွန်တော်တက်တာမှာဖျားရှင်ချက်ဖျားရှင်ခန့်အပ်ထားတော်နေရာတိုင်းမှာအခုတချို့နေရာတော့အခုကျွန်တော်ဒီမှာရောက်နေတဲ့နေကိုမောင်မယုံကြည်သူများအားလုံးတချို့တွေတဲအုပ်နေရာမှာဖျားကခန့်ထားမယ်တချို့တွေဆိုရင်ကျွန်တော်တို့နော်နေရာမတူဘူးတယောက်နဲ့တယောက်ကျွန်တော်အားလုံးက position မတူဘူးဒါပေမဲ့အဲ့နေရာမှာတကျွန်တော်အတဲအုပ်နေရာမှာထားလို့သူ့အတဲတော်မှာလူဦးရေ900-600လောက်ရှိတော့သူကကောင်းကြီးမြင်ကျွန်တော်တို့တက်ပူပြီးရမယ်အဲ့လိုလက်ချမ်းစာကမဖော်ပြထားဘူးမဆိုင်ဘူးဒါလည်းမဆိုင်ဘူးဖျားရဲ့စုကြီးစုကဖျားရဲ့ကောင်းကြီးကကျွန်တော်တို့ material ပေါ်နဲ့လုံးဝမပတ်သက်ဘူးကျွန်တော်ဘယ်လိုယုံကြည်တယ်လဲဖျားစကားပေါ်မှာဘယ်လိုဆွဲကင်တယ်လဲဒါနဲ့ပဲဖျားကကြည်တာဖျားကကျွန်တော်တို့အပြင်ပအရာတွေကိုကြည်ပြီးတော့မှလူတွေမြင်နေရတဲ့ဒီအောင်မြင်မှုတွေကိုဖျားကကြည်ပြီးတော့မှကျွန်တော်ကောင်းချီးပေးတာမဟုတ်ဘူးကျွန်တော်အတွန်းစိတ်ထဲမှာဖျားကဘယ်လောက်ထိကြောက်ရွံ့နာခံတယ်လဲဖျားကပေးထားတော့ကန်းဆောင်နေရမှာဘယ်လောက်တာဝန်ကြီးပွန်စွာလှုပ်ဆောင်တယ်လဲဆိုတာဖျားဒါကိုကြည့်ပြီးတော့မှကျွန်တော်တို့ကိုကောင်းချီးပြီးတော့ဒါ၍ကြီးတော်အမှုကိုဆောင်ဖို့ရန်ဖျားကမဆတာဖြစ်တယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒါကျွန်တော်သစ္စာရှိစွာသစ္စာရှိခြင်းလို့ပြောတဲ့အခါမှာကျွန်တော်တို့အများကြီးပြောရှာရှိတယ်နော်ကျွန်တော်သစ္စာမရှိတဲ့သူကျွန်တော်တမကဘာဦးကျန်ခန်းကြီးတော့ငွေ6တဲ့ပါပြောလို့ဆိုတော့ထူအပင်ဒီစားဝေကောင်းခြင်းအစင်းလာခြင်းပညာရှိပညာတူပွားလူပညာတူပွားလူတော့ငါနှစ်သက်ပွေတော့အပင်ဖြစ်ခြင်းကိုမိမ့်မဒီမြင်လေအတိကူရွယ်စာဤတဲ့မိမိခင်ပွန်းအားလည်းပေး၍သူဒီလည်းစာဤတဲ့ဒါဖျားကသူ့ကိုဂတိပေးထားတာမစားရဘူးဤအတီးကိုစားတော့နေနဲ့ဤကမှန်တီးရမယ်ဒါမဲ့ဖျားစကားကိုနားမထောင်ဘူးစာတန်နဲ့အပြည့်ယူလို့တယ်စာတန်ကဒါစားရနေပညာပွားမယ်ညံပုတ်လန်းလာမယ်ဖျားကဲ့တော့ဖြစ်လာမယ်ဒါရီခံစားပြီးအဲ့မိမကဒီအကြောင်းကိုကြားတဲ့အခါမှာဖျားပြောတဲ့စကားဖျားနဲ့ဂရိပရိညင်ပြုတ်ထားတဲ့အကြောင်းအရာကိုမိလျော့ပြီးတော့မှဘေးဖယ်ပြီးတော့မှစာတန်မာနနဲ့အပြည့်ယူလုပ်ပြီးတော့မှအဲ့စာတန်မာနကိုသူနားယောင်တဲ့အခါမှာအလုံးကဘာမှာလူသားအလုံးအပြစ်ထဲညွန်တဲ့ကြာရကျွန်တော်တွေ့ရတယ်။ဒါကြောင့်မို့ကျွန်တော်တို့အသက်တာမှာအမှုတော်ဆောင်တယောက်အနေနဲ့ဖြစ်ဖြစ်ဖျားရဲ့ဖျားကြောင့်ထဲမှာကဏ္ဍတစ်ခုမှာကျွန်တော်ပါဝင်တဲ့ကဏ္ဍတစ်ခုစီတိုင်းပေါ်မှာပြောသစ္စာရှိစွာ no compromise ဖျားပြောတဲ့အတိုင်းပဲလှုပ်ဆောင်တတ်တော့ကင်ဆောင်ဖြစ်ဖို့ရန်ဖျားကကျွန်တော်တို့ကိုခန့်အပ်ထားတာဖြစ်တယ်ဆိုတော့ကျွန်တော်သိရတယ်ရှင်ပေါလုကတော့သူဝါကြွားလိုက်ပြီနှစ်တိလေးခွန်ထဲမှာငါကောင်းစွာတော့တိုက်လန်ခြင်းကိုငါပြပြီတဲ့
ပြီးရတော့လမ်းကိုအဆုံးတိုင်အောင်ပြီးပြီယုံကြည်ခြင်းနဲ့ယုံကြည်ခြင်းတရားကိုဆောင်ရှောက်ပြီရှင်ပေါလုကသူဖယားခန့်အပ်ထားတဲ့တာဝန်ကိုသူအဆုံးထိတိုင်တစ္ဆာရှိစွာသူပြည်လန်ထဲတော့ဝင်ပြီးတော့မှသူအောင်မြင်သွားတဲ့အကြောင်းကိုတမန်ကျမ်းစာထဲမှာမှတ်တမ်းတင်တာကျွန်တော်တွေ့ရတယ်ရှင်ပေါလုလည်းလူပဲမိခင်တရားဒီမွေးလာတဲ့သူပါရှင်ပေါလုကမပြောနဲ့ခရစ်တော်ကငါ့ကိုယုံကြည်တော်သူဒီငါလို့တော့အမှုထက်တာ၍အမှုတော်ကိုပြုနိုင်တော့ခွင့်ကခရစ်တော်ကိုယ်တိုင်ပေးထားတာဖြစ်တယ်ရှင်ပေါလုကဲ့သို့အဆုံးထိတိုင်ကျွန်တော်ဘာတစ်ခုခုလုပ်တဲ့ခါမှာလေအစပိုင်းကတော့ဘယ်သူမဆိုအာရပါရနဲ့လာရောက်ပါဝင်ကြတယ်ဒါမဲ့ခက်တာကအဆုံးထိပြီးသလားဆိုတဲ့အရာလေးကခရိယန်တက်တာမှာအမတာမရေးကြည့်တယ်ကျွန်တော်ချင်းစကပုံရှိတယ်နနောက်ဝေဘူးကမခက်ပါဘူးတဲ့အဲ့နနောက်ကြောင်းဘူးကတော့တော်တော်လေးခက်တယ်တဲ့နော်ကျွန်တော်နွားတကောင်ဝတ်တကောင်ဝေးမယ်ဆိုရင်ပြဿနာမရှိဘူးပတ်စံရှိတယ်ဝေလိုက်ပြီးသွားပြီဒါမဲ့အဲ့ဒါကိုတစ်ချိန်လုံးထိန်းကြောင်းဖို့ကအမြင့်ရချိန်ပြရတယ်အဲ့ဒါကခက်တဲ့အပိုင်းဖြစ်သွားပြီဒါမဲ့အဲ့ဒါကိုကျွန်တော်သစ္စာရှိစွာကျွန်တော်ထိန်းကြောင်းပြီးတော့မှဖျားပြီးတဲ့ဒီကန်းဆောင်နေရာမှာတာဝန်ပြီးသားစွာလှုပ်ဆောင်တဲ့အခါမှာကျွန်တော်တို့ကအောင်မြင်ခြင်းနဲ့ရှင်ပေါလုကဲတော့ကျွန်တော်တို့အလံကိုထိုးပြီးတော့မှဖျားကိုချီးမွမ်းရတော့ခွင့်ဖျားကပြင်ဆင်ပေးမှဖြစ်တယ်ဆိုတာကျွန်တော်သိရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီပြန်စဉ်းစားတဲ့အခါမှာယာကုပ်မှာလေးစကွန်ထဲမှာပြောဆိုသူကြောင့်ကောင်းသောအကျင့်ကိုတိလျက်မကျင့်ပဲနေတော့သူဒီအပြစ်ရှိတယ်ကျွန်တော်တခါတလေအပြစ်လို့ပြောတဲ့ခါမှာကိုထိလက်ရောက်မှအပြစ်လို့တွားထင်တာကိုထိလက်ရောက်တွားလို့မှငါအပြစ်မှားပြီငါလို့မှားပြီလို့ထင်တာဒါမဲ့ကျွန်တော်ယာကုပ်ထဲမှာဘုရားကဘာပေါ်ပြတယ်ဆိုတော့ကောင်းသောအရာကိုတိလျက်နဲ့မတိရောင်ဆောင်ပြီးတော့မလုပ်ဘူးဆိုဒါလည်းအပြစ်ရှိတာပဲဒါပဲအကင်းဆောင်တယောက်ဒီနဲ့ကျွန်တော်ဖျားကဒီနေရာမှာကျွန်တော်အားလုံးကိုကျွန်တော်နှလုံးသွင်းဆင်ခြင်ရမယ့်အရာကကျွန်တော်ကိုထိလျောက်ယုံနေတဲ့အပြစ်လုံးမိတာမဟုတ်ပဲနဲ့ကိုယ်စိတ်ထဲမှာဖျားကဒါလောက်ခိုင်းတယ်ဖျားကဒီလိုခိုင်းတယ်ဖျားကဒီနေရာမှာစွန့်ကြဲခိုင်းတယ်ဖျားကဒီနေရာပါဝင်ခိုင်းတယ်ဒါဘူးမတိရောင်ဆောင်ပြီးတော့မှအဲ့ဒါကိုမလုပ်ချင်းကလည်းဒါဖျားရှိမှာအပြစ်ပဲလို့စံစာထဲမှာကျွန်တော်ဖော်ရတယ်ကျွန်တော်တွေ့ရတယ်အကြောင်းမို့ကျွန်တော်တက်တာမှာဖျားရဲ့အလူတော်တိုင်းကျွန်တော်လှုပ်ဆောင်နိုင်ဖို့ရန်ကျွန်တော်ဖျားရဲ့နှုတ်ကပတ်တော်ပေါ်မှာကျွန်တော်ရပ်တည်နိုင်ဖို့ဖျားရဲ့အလူတော်တိုင်းကျွန်တော်ဆောင်ပြီးတော့မှအသက်ရှင်တတ်တော့အသက်တာဖြစ်ဖို့အရန်ရည်ရှိတယ်တုတ်တန်20နဲ့အငယ်3ထဲမှာရစ်ပူရောခြင်းကိုနိတ္တတိထဲဖြောင်းမစွာပြုခြင်းတရားဖြင့်စီရင်ခြင်းကိုထာဝရဘုရားသည်တာ၍နိတ္တတော်မူ၏တဲ့နော်ကျွန်တော်ထောင်တောင်းမကပေးချစွန်ကျဲလာပါဝန်ဓာရီတဲ့စိတ်နှလုံးထဲမှာဘလူစိတ်နဲ့နော်ဖျားရဲ့အလူတော်တိုင်းတက်စာစီစွာဖြောင်းမစွာပါဝင်ခြင်းကဖျားကတာ၍နိတ္တတာဖြစ်တယ်ကျွန်တော်ဓမ္မဟောင်းထဲမှာကျွန်တော်တည်တဲ့တိုင်းပဲကျွန်တော်ဣတိလလူမျိုးရဲ့ပထမဆုံးဘယင်ဖြစ်တဲ့ရှောလူကသူမလောက်ရမဲ့ရစ်ပူရောင်ခြင်းကိုပူရောစကားခြင်းကိုသူတွားလောက်လိုက်တဲ့အခါမှာသူဘလောက်ဒုက္ခရောက်သွားလဲဖျားကလုံးဝမနစ်တဲ့ဘူးဒါဒီအားလုံးကနင်းဘလောက်ပဲပူရောဘလောက်အကောင်နဲ့ပဲဘလောက်စွန့်ကျဲဘလောက်ပဲပါဝင်ဒါဖျားနစ်တဲ့ရာမဟုတ်ဘူးဆိုကိုပါဝင်စွန့်ကျဲခြင်းကဒါအလဟတာပဲဘာမှလည်းဟိုရောက်ချင်တို့ကောင်းကင်ပေါ်ရောက်တဲ့ခါမှာတွေ့ရမှာလည်းမဟုတ်ဘူးဒါကြောင့်မလို့ကျွန်တော်အသက်တာမှာလည်းယုံကြည်သူရဲ့လို့ကျွန်တော်ပြောတဲ့အခါတိုင်းမှာတတိထားရမယ်တိရမယ်အရာကကျွန်တော်ပါဝင်ရတဲ့နေရာတစ်ခုကန္တာတစ်ခုစီတိုင်းမှာသက်စာရှိစွာဖျားပြောခိုင်းတဲ့အတိုင်းပြောသစ္စာရှိစွာဖျားဖော်ပြတဲ့အတိုင်းဝေငါတစ်တီခံပြီးတော့မှပါဝင်ခြင်းဟာဖျားတခင်ရှိမှအမတန်မွေးချိမ်တော့ပါဝင်စကခြင်းဖြစ်တယ်ဒါရီကကျွန်တော်တို့ထောင်တောင်းမကတန်းနဲ့ချီပြီးပေးတော့စေတနာမပါစေတနာစိတ်မပါတဲ့ပါဝင်တော့သူတဲ့ကျွန်တော်ပူပြီးကောင်းချီးခံစားတာဖြစ်တယ်ကျွန်တော်လောကမှာကျွန်တော်ယုံကြည်သူတဲ့ပြန်စဉ်းစားကြည့်တယ်လေတခါတည်းကျွန်တော်တို့သူများနဲ့ comparative လုပ်တတ်တယ်နိုင်ရှင်တတ်တယ်သူတို့ကြတော့အောင်မြင်လိုက်တာသူတို့အပေါ်ရန်လေးတွေချီပြီးသူတို့ကြတော့တကယ်ဆင်ပြနေတာပဲမဟုတ်ဘူးဖယားတခင်ရရှိတော်မောက်မှာဘလူစိတ်နဲ့ပါဝင်တယ်လေဘလူစိတ်ထားနဲ့ပါဝင်တယ်လေဖယားကကျွန်တော်တို့ကိုကန်းဆောင်နေရမှာထားတယ်တဘူးမုတ်ရမယ့်အချိန်မှာမုတ်ရမယ်ကဲရန်တူလာပြီတဘူးမုတ်ရမယ်ကျွန်တော်ဖယားပြင်အခုကျွန်တော်တို့အားလုံးကဖျားရှင်ကဘာတာဝန်ပေးထားတယ်အတင်းတော်မှာကန်းဆောင်နေနဲ့ကျွန်တော်တာဝန်ခံထားတာဖြစ်တယ်
ကျွန်တော်မိသားစုများအပေါ်မှာကင်းဆောင်နေတဲ့ဖခင်ကတာဝန်ပေးထားတာဖြစ်တယ်ကျွန်တော်တိုင်းနိုင်ငံအတွက်ဖခင်ကကင်းဆောင်နေမှာတာဝန်ပေးထားတာဖြစ်တယ်အခုမြန်မာပြည်မှာကြည်စမ်းတန်းနဲ့ချီပြီးရုပ်တုစင်းတူကိုကိုးကွယ်ပြီးတော့မှကျွန်တော်ဘေးမှာကျွန်တော်အလုပ်ထဲမှာဒီခါတလေပြန်စဉ်းစားကြည့်သူခင်ဗျာအခုချိန်မှာသူအကယ်၍သူအသက်ရှုံနေဆိုရင်သူငရဲရောက်မယ်ဆိုတာသိတယ်ဒါမဲ့ဘာမှမဝေငါဘူးဖခင်ရှင်ကလည်းအမတန်ကောင်းတာကျွန်တော်တခုပြောမယ်တခါတလေကျွန်တော်တို့ဘေးကလူကိုမဝေငါရဲဘူးမပြောရဲဘူးအခွင့်အရေးလည်းမရဘူးထားပါတော့ဒါမဲ့ကျွန်တော်တို့စိတ်ထဲမှာလေသူကိုဘလို့စာနာတဲ့ဒီနဲ့ဝေငါချင်းတယ်ကိုတော်ရှင်ဖျားအလုတ်ထဲမှာပဲဖြစ်ဖြစ်ကိုတငယ်ချင်းမှာပဲဖြစ်ဖြစ်ဘယ်နေရာပဲရောက်ရောက်ကိုကဝေငါချင်းတဲ့ဆန္ဒလေးတစ်ခုတည်းရှိရင်လေဖျားကလမ်းဖွင့်ပေးတယ်အကြောင်းတစ်ခုခုကြောင့်အဲ့ဒီနှုတ်ကပတ်တော်အဲ့ဝင်ကလေးတရားကိုဟောစရာအကြောင်းဖြစ်လာတယ်အခုစကျွန်တော်တက်ဒီခါနေချာနေရတယ်အဲ့ဝင်ကလေးဟောဖို့ဝေငါဖို့တချို့တွေကျွန်တော် vision တွေလောက်ထားတယ်လို့ကျွန်တော် vision ဆိုတာကလည်းနှမျိုးရှိတယ်ကျွန်တော်တို့ဖြစ်ချင်တဲ့ vision ဆိုရင်ဒါလည်းမမှန်ပြန်ဘူးဖျားပေးတဲ့ vision ပဲဖြစ်ရမယ်လူတိုင်းတော့တည်လေကျွန်တော် vision ရှိတာပဲကျွန်တော်အဲ့လိုဖြစ်ချင်တယ်ကျွန်တော်အဲ့လိုဖြစ်ချင်တယ်အောင်မြင်ချင်တယ်ကျွန်တော်အဲ့လိုလုပ်ချင်တယ်လူတိုင်းမှာ vision တော့ရှိတယ်ဒါလည်းတော့ထားရမယ်ဒါဖျားအလိုရှိရင်တော့ဒါစုတောင်းခြင်းနဲ့ဖျားလည်းကောင်းချေးပေးမှာပဲဒါမဲ့စစ်မှန်တော့ vision ကဖျားရှိကနေလာတော့ vision ဖြစ်ရမယ်ကဲဖျားကငါသားနင့်ကိုကင်းဆောင်နေရမှာငါထားတယ်ကဲရန်သူကိုလာမလာကြောင်းအဲ့ရန်သူကနေအကွေအကာဖြစ်ဖို့ကိုသားသမီးများအတွက်ကိုတဲတော်အတွက်ကိုတိုင်းပြည်အတွက်ဖခင်ကခန့်အပ်ထားတာဆိုတာကျွန်တော်အလေးအနက်ထားပြီးတော့မှကျွန်တော်ခံယူဖို့ဖြစ်တယ်ဒါကြောင့်မို့ရန်သူလာပြီးဆိုရင်ကျွန်တော်အဲ့ရန်သူကိုလာကြောင်းကိုတိုင်းသူပြည်သားများကိုအကြောင်းကြည့်ကြားဖို့ရကျွန်တော်မှတာဝန်ရှိတယ်အခုဆိုရင်ကျွန်တော်နောက်ဆုံးတော့ကာလဖြစ်ပြီးကျွန်တော်တကယ်တည်ရင်ဘယ်သွားမလဲလူမြောက်များစွာမသိဘူးအဲ့ဒီအကြောင်းကိုကျွန်တော်သွားပြီးတော့မှတပူးမုတ်ပြီးတော့မှတပူးမုတ်ကိုပုံဆောင်နဲ့ဝင်းငှရမယ်အဲ့တရားစီရင်တဲ့အကြောင်းကိုကျွန်တော်ပြောလို့မှမကြိုက်ဘူးဒါပေမဲ့လူတိုင်းဆိုတာတရားစီရင်ခြင်းတော့ကြိုက်မကြိုက်ခံစားရမှာခံရမှာပဲဒါကြောင့်အဲ့တရားစီရင်ခြင်းမရောက်ခင်မှာဒီတရားစီရင်ခြင်းနဲ့ကျွန်တော်တို့ကမခံဘူးကျွန်တော်တို့ကဖျားအားလုံးကိုကျွန်တော်ဖျားကဒီနေရာကကန်းဆောင်နေရကျွန်တော်ရေတချီလာကဲလို့အရောက်စီတော့ကျွန်တော်ခံအပ်ထားတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်အသက်တာမှာဒီနေ့ဖျားပေးထားတော့စုကြည်ယူအမျိုးမျိုးကိုကဏ္ဍနဲ့ကိုအားမငယ်ပါနဲ့ကျွန်တော်စင်ပေါ်မှာပဲမတ်တရပြီးတော့မှလူရာချီရှိပါပဲဝင်ငါလို့ဖျားကကိုတော့ပူပြီးတော့ကောင်းချီပြီးတော့အသုံးပြုတာမဟုတ်ဘူးကိုရှိတဲ့နေရာလေးမှာအဒေါင်းတရာလေးဘယ်သူမှမမြင်ဘူးခင်ဗျအိမ်တော်မှာစူတောင်းနေတာဘယ်သူမှမမြင်ဘူးဒါမဲ့ဖျားကမြင်တယ်ဒီလူမျိုးစိတ်ထားနဲ့အမှုတော်ဆောင်ရင်လေအိမ်မတာမှာပေါ့ပါတယ်ပါရအိမ်မတာမှာအားရတယ်ဒါကြောင့်မလို့ကျွန်တော်အပင်တပင်ကိုကြည့်တဲ့ခါမှာကြည့်ပါဦးလူအပင်ကိုကျွန်တော်ကြည့်ရအပင်ကတီးလာတဲ့ခါမှာလူတွေအဲ့အပင်တီးကိုလာကြတဲ့စားကြတဲ့ဒီအပင်ကကောင်းလိုက်တာအဲ့အပင်အောက်မှာဘယ်လောက်ထိမီဩရာထည့်တယ်လဲဆိုဘယ်သူမှသတိမထားမိဘူးအဲ့ဒီအပင်ဘယ်နှယောက်ကဘယ်လောက်ရေလောင်းပေးတယ်လဲဆိုဘယ်သူမှသတိမထားမိဘူးဒါကြောင့်မလို့ခင်ဗျားတို့အိမ်တောင်းတနေရာလေးမှာကုတော်ဖျားနဲ့နဖူးတွေ့ဒူးထောက်ချူကုတော်ရှင်ဖျားတာသမီးကိုတုံပြပါကုတော်ရဲ့အလိုကိုနားလဲစီတော့မှာကုတော်ဖော်ပြတဲ့အတိုင်းကျွန်တော်သွားလာတတ်တော့အတ္တတာဖြစ်စေပါဆိုပြီးတော့မိမိအိမ်တောင်းလေးမှာဆူတောင်းတာကကိုပဲတည်တယ်ဖျားပဲတည်တယ်ဖျားကကျွန်တော်အတ္တတာကိုဖျားကတည်တယ်ဆိုရင်ဘယ်သူတည်စရာလိုလဲကျွန်တော် credit ပေးမှာကကျွန်တော်တို့ကိုချီးမြှောက်မဲ့သူကဖျားပဲဖြစ်တယ်တခါဒီကျွန်တော်လူရှိမှကျွန်တော်ဖာရီရှဲလူပဲနော်လူရှိမှစူတောင်းတာတော့နော်စကလုံးလာလေးတန်းစီပြီးတော့မှဝေငါတော့တက်တီခန္ဓာဒါဒီအလုံးလဲဓာတ်ထုံလို့တော့ကောင်းပြီမြဲဒါဖျားကြိုက်ချင်မှလည်းကြိုက်ပဲဒါပေမဲ့ကျွန်တော်စိတ်ထဲမှာရှိတဲ့အတိုင်းအရှိကိုအရှိတိုင်းဖျားကိုကြောက်ရွံ့နာခံပြီးတော့မှစက်ကပါဝင်ခြင်းကဖျားတခင်ရှိမှအမတမှငွေချိုင်တော့အရာဖြစ်တယ်ဆိုတာကျွန်တော်နဲ့ခွန်အားပေးခြင်းနဲ့ဒါကြောင့်မို့ဒီနေ့ဖျားရှင်ကကျွန်တော်တို့အားလုံးကိုကင်းဆောင်နေရမှာတာဝန်ပေးထားတယ်နံပါတ်1ကင်းဆောင်ရတာဝန်ကနံပါတ်1ကဘာလဲဆိုရင်အိပ်ပျော်ငိုက်ငိအိပ်ပျော်ခြင်းမရှိရဘူးမောတယ်ပင်ပန်းတယ်မပြောနဲ့ခုနဆရာကြီးပြောသွားပြီးလောကမှာအသက်ရှင်တာ80 80လောက်ပဲဖြစ်တယ်ဒီခဏတာလေးမှာဒီအခွင့်အရေးကို
ဒီအတွေ့အသားနဲ့အသက်ရှင်တဲ့ကာလမှာကောင်းကြီးများများဆုလို့ရတယ်တီးပြင်းဘာမှလုပ်လို့မရတော့ကျွန်တော်ခုအားလုံးကယုံကြည်သူဖြစ်သွားပြီခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်ပြီးသွားပြီအခုကျွန်တော်လုပ်ရမယ့်အရာကဖယားကကျွန်တော်တို့ကင်းဆောင်နေရမှာထားတဲ့နေရာမှာတာဝန်ကြည်ပွန်စွာလှုပ်ဆောင်မှုဒီအချက်ပဲဖယားကကျွန်တော်တို့ခန့်အပ်ထားတာဖြစ်တယ်ငါပင်ပန်းတယ်ဒီမှာလာစာမြေဟိုမှာလူနေတယ်မတွားချင်ဘူးဟိုနဲ့ဆိုရက်ကွစွန်တကောလေးဒုက္ခရောက်တယ်မတွားချင်ဘူးဟိုမှာတွားမဝင်ငါချင်ဘူးအဲ့လိုမပြောရဘူးဖယားပြောတဲ့တိုင်ငိုက်ငိအိပ်ပျော်ခြင်းမရှိဘဲနဲ့အိတ်ကင်းဆောင်နေရမှာတာဝန်ကြည်ဖို့ကျွန်တော်တွားရမယ်ပြီးရင်ကျွန်တော်တို့ကတပူးမဟုတ်ရမယ်အမှန်ကိုအမှန်တိုင်းအရှိကိုရှိတိုင်းဖယားကဒီလိုပြောတယ်တရားစီရင်ခြင်းဆိုတာရောက်လာမယ်ဖယားသခင်ရဲ့ဆုံးမခြင်းဆိုတာရောက်လာမယ်လူတွေကိုတတိပေးရမယ်အဲ့ဒီတတိပေးလို့ तू ကနားမထောင်ဘူးဆိုရင်ဒါကူလွတ်သွားပြီဒါမဲ့ဖယားကကျွန်တော်တို့ခိုင်းထားတယ်ခင်ဗျားဘေးကလူကိုပြောပါခင်ဗျားအလုတ်ကတငယ်ချင်းကိုပြောပါ तू မတိတည်ဘူးဝေငါပြောလိုက်အဲ့ဒါကိုကိုကအကြောင်းမျိုးမျိုးပြပြီးတော့မပြောဘူးဆိုရင် तू တည်ရမယ်အကြောင်း तू အကြောင်းကျွန်တော်တို့ပေါ်မှာအဖိုးလာတော့မယ်ဖယားကဒါခုနစံစာထဲမှာပေါ်ပြပြီးသွားပြီဒါကြောင့်မလို့ကျွန်တော်ဒီချိန်မှာရဲဝံ့စွာဖြင့်ဝေငါဆရာရှင်ဝေငါပါဆုံးမဆရာရှင်ဆုံးမပါပြင်ဆင်ဆရာရှင်ပြင်ဆင်ပေးပါအလင်းပေးဆရာရှင်လမ်းပေးပါဒါကိုရဲဝံ့စွာတဘိုးမဟုတ်ရဲဘူးဆိုတာကျွန်တော်တို့အသက်တာမှာအမတာမအရန်ကြီးတဲ့နံပါတ်3အနေနဲ့တက်စာရှိပါဖယားရဲ့အမှုတော်မြတ်ကဘာလူမအပြီးယူလို့မရဘူးဖယားရဲ့အမှုတော်မြတ်မှာဒါလေးရတာနဲ့အခုနပြောလို့နော်ဒါလို့ရင်ဆင်ပြီးမယ်ဒါလေးလို့ရင်တော့ကုတ်တဲ့ဒီဘက်ကသွားရင်တော့ကိုကလီရင်နဲ့သူတော့ဒီဘက်မှာသွားရင်တော့အဲကွန်နဲ့ဘာနဲ့ဆိုတော့ဆင်ပြီးတယ်ဟိုဘက်မှာသွားရင်တော့စွန်ဘချီနဲ့သွားချင်ဘူးဒီဘက်ဆိုမလို့ရဘူးဖယားပြောတဲ့အတိုင်းတက်စာရှိစွာသွားရင်ကျွန်တော်အဆုံးမှာဖယားရှင်ကတာ၍ချီးမြှောက်ရတော့ခွင့်ဖယားကပေးမယ်ဂျေရမိယစကွန်ထဲမှာသာရဖယားကိုကိုးစားတော်သူဒီမျက်နားမှာစိုက်တော်အပင်ကဲလို့ဖြစ်မယ်တဲ့ရှင်းလန်းပဲမင်္ဂလာရှိတော်သူဖြစ်မယ်တဲ့ဖယားကကျွန်တော်တို့ကိုဖယားစီကနေမင်္ဂလာကျွန်တော်တို့လူအနေနဲ့ပတ်စံဘယ်လောက်ပဲရှိ US နိုင်ငံမှာကလို့ဘယ်နိုင်ငံမှာပဲနေဆင်းရဲဒုက္ခချင်းဆိုတာနေရာတိုင်းမှာရှိတယ်နေရာတိုင်းမှာရှိတယ်အခု US နိုင်ငံလည်းမထင်နဲ့တချို့တွေဆိုရင် US နဲ့သူတို့ရေခဲတက်တာမှာလေအမျိုးဆုံးငါဟန်ni ဝတ်တာဟန်ချစ်တာအဆုံးရှိတယ်လုံးဝမစားလို့မရတဲ့သူမြောက်များစွာရှိတယ်စားလို့မရဘူးအိမ်ကကောင်းတယ်အဲ့ရကထောင်နဲ့ချီပြီးဒေါ်လာနဲ့ဝယ်တယ်အဲ့ရကအရန်ကောင်းတယ်ညအဲ့ရေးမဝရလို့မြောက်များစွာရှိတယ်အိမ်ထဲမှာနေတယ်အဲကွန်ထဲမှာနေတယ်ချွေးထွက်ပြီးတော့မှဒုက္ခရောက်တယ်လို့မြောက်များစွာရှိတယ်ဘယ်နေရာပဲရောက်ဖယားတာမရှိရင်လေဒုက္ခဆိုတာနေရာတိုင်းမှာပဲရှိတယ်ဒါပေမဲ့ဘယ်နေရာမှာပဲဒီအနှိမ့်ပဲဖြစ်ဖြစ်အမြင့်ပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲနေဖယားနဲ့နေရင်လေလွတ်မြောက်ရတော့ခွင့်ဖယားပေးတယ်ယောနာကပင်လေအောက်ထဲမှာငါးထဲမှာနေတာတောင်မှအဲ့ပင်လေအောက်ထဲကနေဖယားကိုခေါ်တဲ့အခါမှာဖယားကသူ့လွတ်မြောက်ရတော့ခွင့်ပေးတယ်ဖယားကနေရာတိုင်းမှာရှိတယ်အနှိမ့်အကျလူတွေကိုအပေါ်ရနဲ့မကြည့်နဲ့စိတ်နှလုံးထဲမှာဖယားရဲ့သူတို့စိတ်နှလုံးထဲမှာသူတို့စိတ်ဝိညာဉ်ကကဲတင်ချင်းရဖို့ကကျွန်တော်တို့ကဖယားကအဲ့ဒီတာဝန်ခံအပ်ထားတာဖြစ်တယ်ဆိုတာနှလုံးသွင်းဆင်ခြင်ဖို့ဖြစ်တယ်ဒါကြောင့်မလို့အဲ့ဒီဖယားပေးတဲ့တချို့တွေဆိုရင်နေရာကောင်းနေရမယ်တချို့တွေဆို position ကောင်းနေရမယ်တချို့တွေဆိုတယောက်နဲ့တယောက်တူမှာတော့မဟုတ်ဘူးဒါမဲ့တေချာတာကဖယားထားတဲ့နေရာမှာတက်စာရှိစွာပါဝင်တော်တူတိုင်းကဖယားကဂတိတော်ပေးထားတယ်ချီးမြှောက်ရတော့ခွင့်ခံစားရမယ်ဖယားကသူ့ကိုဗိတ်တိတ်ပဲချီးမြှောက်မယ်တာ၍ကြည်စမ်းငါချီးမြှောက်လို့တော့သူငါချီးမယ်နောက်ကြီးပုံတဲ့ချီးမြှောက်နိုင်တော့ဖယားရှင်ကဒီဖယားပဲဖြစ်တယ်ကျွန်တော်အသက်တာကိုကောင်းမွန်စွာရှီတော့အသက်နဲ့ရောင်ရဲစီနိုင်တော့အရှင်ကဒီဖယားပဲဖြစ်တယ်အမျိုးစင်းချက်ခုမြန်မာကြည်ပြန်ဆန်းစကြည့်မျောလင်းချစ်အများကြီးတိတ်မထားနိုင်ဘူးမြန်မာပြည်ချီနီချစ်ဘယ်လိုဖြစ်မလဲနေပါအောင်ဒါလူအပိုင်းပဲဖြစ်တယ်စူတောင်းတာကြောင့်ကျွန်တော်ဆိုရင်ဒီအတန်းတော်ကနေ Monday to Friday အများအားစူတောင်းတယ်မြန်မာပြည်ချစ်တွေ9နှစ်ကျော်ပြီးစူတောင်းတာလူဒီနဲ့တော့တခါတလေဆင်းရဲတယ်မခံစားဒီလောက်စူတောင်းဘာဖြစ်မှလည်းမရဘူးဒါပြီးမဲ့အဲ့ဒီစူတောင်းတဲ့နေရာမှာအမြဲတမ်းပါဝင်တော့သူကဖျားကမှတ်ယူတယ်ရမရပြောင်းမပြောင်းလဲဒါကိုယ်ပိုင်းမဟုတ်ဘူးဒါဖျားပေးတဲ့ပိုင်း
လူတယောက်ကိုတက်တီခံတဲ့ခါမှာဝေငှတဲ့ခါမှာ तू ကခရစ်တော်ကိုယုံချင်မှယုံမယ်ဒါကကျွန်တော်တို့အပိုင်းမဟုတ်ဘူးလူတယောက်ကိုပြောင်းလဲစီနိုင်တာကတန်ရှင်းသောဝိညာဉ်တော်ပဲဖြစ်တယ်ကျွန်တော်တို့တာဝန်ကဘာလဲပြောရမယ်ဘုရားကဒီလူပြောခိုင်းတယ်ပြောရမယ်ဒါပေမဲ့သူ့အသက်တာမှာ तू ဟိုနားလေစီနိုင်မဲ့အရာကတန်ရှင်းသောဝိညာဉ်တော်အားချင်းပဲဖြစ်တယ်ဒါကြောင့်ပြောလိုက်တာနဲ့အဖိုးခရသွားပြီတွားလိုက်တာနဲ့အဖိုးခရသွားပြီပြောင်းလဲတယ်ဖြစ်စေကျွန်တော်ခါတိုင်းပြောတဲ့အတိုင်းမှာနော်ခရစ်တော်တော်မှာလောကမှာဖြစ်အနည်း3နှစ်ပဲအလုပ်လုပ်တယ်ခရစ်တော်ကိုယ်တိုင်သူအနည်း30မှာသူ့ရဲ့ ministry စလုပ်တယ်3နှစ်ပဲလုပ်တယ်ယခုထိပြောလို့မကုန်ဘူးကျွန်တော်3နှစ်မက4 5 6နှစ်10နှစ်ထိမကကျွန်တော်လုံနိုင်စရာအခွင့်ကဘုရားပြင်ဆင်ပေးတာတယ်ဒီတာဝန်ကိုဘုရားရှင်ကကောင်းကင်တမန်ကိုလည်းမပေးဘူးကောင်းကင်တမန်ဒီစီခိုင်းလို့လည်းရတယ်ဒီအလုပ်ကိုပညာတတ်တွေကိုပဲပေးတာမဟုတ်ဘူးဒီအလုပ်ကိုချမ်းသာတော့သူတွေပဲပေးတာမဟုတ်ဘူးဒီအလုပ်ကိုယုံကြည်သူတိုင်းကိုပေးထားတာဖြစ်တယ်အဲ့ဒီယုံကြည်သူတိုင်းကဒီအခွင့်အရေးရတာဖြစ်တယ်ဒါကြောင့်မို့ဒီအခွင့်အရေးကိုမရှုံဘူးရန်နံပါတ်3နဲ့စဉ်းစားပါအိုးကိုရရှင်ဖျားကျွန်တော်ကိုဣတိလလူမျိုးနေရာမှာယုံကြည်သူများရဲ့ရှေ့မှာကျွန်တော်ကိုကန်းဆောင်နေရာမှာကိုတော့ကျွန်တော်ခံထားတဲ့သူကြောင့်ကိုတော့ပြောတဲ့အတိုင်းငိုင်ကြီးအိပ်ပျော်ခြင်းမရှိဘဲနဲ့ကျွန်တော်ဝေသွားပါမယ်ကိုတော်ရှင်ရဲ့ပြောစီလိုတဲ့အတိုင်းကျွန်တော်တို့တစ္ဆာရှိစွာကျွန်တော်ရဲဝန်းစွာကျွန်တော်ပြောပါမယ်တစ္ဆာရှိစွာပါဝင်ပါမယ်လို့ဆိုတဲ့အသက်တာလေးနဲ့ကျွန်တော်စက်ကပါဝင်မယ်ဆိုရင်ဒီ2026နှစ်တောင်ကုန်စရာမလိုဘူးဖခင်ကတမူထိုးစွာထူးခြားစွာတဲ့အပေါ်မှာအလုပ်လုပ်မယ်ဆိုကျွန်တော်ယုံကြည်တယ်ဒီတတိနှုတ်ကပတ်တော်ကဖခင်ကကျွန်တော်ပေးထားတာမနေ့ကခုနကျွန်တော်ပြောတဲ့အတိုင်းပဲကျွန်တော်ဒီချမ်းစာကိုဖတ်တာနဲ့ဥမာပေါ်လာတဲ့ဗီဒီယိုကလူတယောက်ကဆွေရုံနဲ့လှုပ်ထားတဲ့ကျွန်တော်ဘယ်လိုကျွန်တော်တဘူးမဟုတ်တဲ့ရုပ်ပုံကြီးအမြင်ပေါ်မှာဆွေကင်ပြီးတော့အဲ့အင်ကြီးပေါ်မှာကျွန်တော်တည်ထားတာကျွန်တော်တွေ့တယ်ကျွန်တော်ပြန်စဉ်းစားကြတော့ဒီချမ်းစာနဲ့တတားရကြတယ်ကြီးညာပါပြောပါဝင်ငါပါတစ်တိခံပါဒီခွင့်ကဘုရားပေးထားတာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်လောကမှာခဏတာအသက်ရှင်တဲ့ကာလမှာပြန်စဉ်းစားကြည့်ပါလူဆိုတာအသက်80 80ပြဘာမှမလုပ်လို့မရတော့ပါဘူးကျမ်းမာရင်တောင်လေဦးသွားဒီသွားမလုပ်နိုင်တော့ပါဘူးခဏတာပဲကြံတယ်ဒီအချိန်လေးထဲမှာဘုရားရဲ့အစီခံတစ္ဆာရှိစွာပေါရင်ချစ်တော်ငယ်သားကောင်းဆိုပြီးတော့မှဘုရားတခင်ရဲ့မျက်နှာသာပေးခြင်းနဲ့သူဟိုကောင်းကင်နိုင်ငံရောက်တဲ့အခါမှာတရဖူမြောက်များစွာနဲ့ကျွန်တော်ကြွေးကြော်ရတော့ခွင့်ဘုရားကပြင်ဆင်ပေးမယ်ဆိုတာကျွန်တော်နဲ့ခွန်အားပေးတိုက်တွန်းလို့ဆိုလိုပါတယ်အရောက်စီတိုင်းဤနှုတ်ကပတ်တော်အဖြစ်ဘုရားရှင်ကောင်းချီးပေးပါစေ thank you Amen. 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 Amen.